မင်းသားကြီးအပြန်ရောက်တော့မကန်နဲ့ရိုးရောက်ဖြစ်သွားမယ်ဟုတ်ပါကြီးရအားလုံးပဲမင်္ဂလာပါဒီနေ့ဘလော့လေးကတော့1950ခုနှစ်မှာတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားစစ်ပွဲတွေစတင်ဖြစ်ခဲ့တဲ့ DMZ လို့ခေါ်တဲ့နေဇက်ကီတနေရာကိုတွားလိုက်မယ်ဘလော့လေးဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ဟိုဘက်ကောင်ကေဘယ်စီးပြီးတော့ကူမှာဖြစ်ပါတယ်ကြောက်စရာကြီး မင်းကြီးတရားနဲ့လမ်းလျှောက်လို့ရတယ်ပြင်မှာဟုတ်ကဲ့ ဘယ်မှာ တရားလေးရ အေးနော်တရားနဲ့ ဟိုလူရှိတယ်ဟိုဘက်တော်တရားလေး တရားမဟုတ်တယ်ယထာနဲ့လား ဟိုမှာ ယထာနဲ့ပြုတ်များတယ်ယထာနဲ့ ကိုသိန်းတော့မကြည့်အမလက်ချောက်နေပေါ့ကောက်ယူအောက်ကြည့်ဟိုမကြည့်နဲ့ဟိုဘာမှမဆိုးရအောင်ရင်းထဲ မဟုတ်တယ်တမျိုးကြည့်တယ်ကိုရင်ခေါ်မကောင်းတာလေ ဘာမှမဟုတ်ဒီမှာအောက်ကိုဒီကိုကြည့်တယ်မြင်ရတာ အော်သူတို့ကျွန်တော်ပြောစင်းမကွာရင်သူတို့ဒါလေးမလုပ်တာ ဟိုကဒီမှာအောက်ကိုအပေါ်ကိုကြည့်ရတယ်ဒီလိုပဲ ရေခဲခဲနေတော့ဝင်တော့ပေါ်ရင်ကိုကအေးပေါ်တယ်ဒီဘက်အေးတာခဲတာတိုက်ရဘူး အောက်ကြည့်လေ အောက်ကို ဘယ်လိုကြည့်ပဲလဲဒုက္ခပြေးပါလို့ နေတာဟိုပါလိ အောက်ရဲမနေနဲ့နော် ဟာပြပါကျမ်းပါလိကြောက်တယ် โอเคโอเคပါ 1 2 3 go 1 2 3 go ကျွန်တော်မြောက်ကိုရီးယားကိုကေဘယ်နဲ့ကူးပါတယ်ကျောင်းလား ပြောင်းတော့ပြီကြိုက်တယ်ကြည့်ကြည့်ရပြီဟိုတော့6,000လုံးပေးရတာနော်မတရားလေတော့ကြောင်းတော့ပေးရတယ်ကိုရိုက်ကိုလေဟိုကျွန်တော်လမ်းချောက်ပါလားဆက်တော့ချက်ကြရဒီနေရာကတော့စစ်ပွဲတော့စစ်သားတွေနေခဲ့တဲ့နေရာဖြစ်ပါတယ်ဟိုအရင်တော့အဆောက်အဦလေးတွေကိုပဲပြတဲ့ပုံစံမျိုးလုပ်ပြီးတော့ရင်တော့စစ်ပွဲအကြောင်းတွေကိုပြသတာဖြစ်ပါတယ် အေးရအေးရ 1950ခုနှစ်ဝန်းကျင်ကတောင်ကိုရီးယားနိုင်ငံကလည်းစစ်ပွဲတွေကြောင့်ရန်ဒုက္ခရောက်ပြီးတော့ပြင်ပန်းဆင်းရဲခဲ့တဲ့ဆိုတဲ့အကြောင်းပြသထားတဲ့ပုံလေးဖြစ်ပါတယ် တောင်ကိုရီးယားဒီတော့ဒီရတယ်ပြင်ဒီတော့ဒီက မင်းသားကြီးအပြန်ရောက်တော့မကန်နဲ့ရိုးရောက်ဖြစ်သွားမယ်ဟုတ်ပါကြီးရ 버스를 타고 약 2, 30분 가셔야지만 도라전망대가 있거든요. I used to have to do a panoramic view, and I can't do a panoramic view. ခုမြင်နေရတဲ့တကားကတော့စစ်ပွဲတော့ပျက်စီးသွားတဲ့တကားဖြစ်ပါတယ်ခေါ်တော့ကျွန်တော်တို့အဲဒီနေရာကိုတွားရောက်လေ့လာမှာဖြစ်ပါတယ် ဝေးလားဝေးတယ်လေချောင်းသားပါပဲသူကစီးတယ်ဗျာဒီမှာကျွန်တော်ဒီမှာ ဒီမာလေးမှာပဲကျွန်တော်တို့တော်ရရတာလက်တရား အခုကားနဲ့သွားမှန်းနေနေရပါ ဒါကတော့စစ်ပွဲတော့ပျက်စီးသွားတဲ့တကားနဲ့ရထားရဲ့ပုံစံဖြစ်ပါတယ်အဲဒါကိုပြတိုက်နေနဲ့ပြန်ပြီးတော့ပြသထားတာပါ
ဒါကတော့ပူကျောင်းဆိုင်ရဲ့လွတ်လပ်ရေးကြောက်တိုင်လို့ပြောပါတယ်အနားတော့တော့ကြည့်လို့မရပါဘူးဘောကနေပဲကြည့်ခဲ့ရပါတယ် ဒါက team I want to save this person ဒီလိုဖြစ်တဲ့နေဖြစ်တာပြီးတာလေးဟုတ်လားအဲ့ဒါ 무사했는지 그걸로 남은 사람들을 잡아가며 우리 민족의 가슴에 지워지지 않는 깊은 상처를 남기기 시작했다. 전문을 전수시키려고 하지 않습니까? A사 대학교 전문 수장들 이태리를 전수시키고 그럼 가동문들은 어찌합니까? တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားစစ်ပွဲက1950ရာနေပြီး1953ခုနှစ်အထိဖြစ်ခဲ့တယ်လို့သိရပါတယ်။စစ်ပွဲပြီးတဲ့အချိန်မှာဒီ DMZ ဆိုတဲ့နေရာလေးကိုဖန်တီးခဲ့ပါတယ်။အခုဆိုရင်စစ်ပွဲပြီးတာ90ကျော်ကြာပါပြီ။ဒီနေရာလေးကတော့အခုချိန်ထိရှိနေသေးပါဘူး။အဲကြောင့်ကိုရီးယားကိုလာလည်ရင်ပဲဖြစ်ဖြစ်ကိုရီးယားမှာရှိတဲ့ညီကိုတွေပဲဖြစ်ဖြစ်တောင်ရောက်လေးလည်းပဲတဲ့နေရာလေးပဲဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။